2029 ခုနှစ်အတွင်းမှာ KNDO ဥက္ကဋ္ဌဌာနချုပ်ကိုတီနီယာဟောင်းဖြစ်သောအင်းစိန်တွင်ပြန်လည်တည်ဆောက်တော့မယ်လို့ KNDO အုပ်ချုပ်စောရှိလီကညွှန်ကြားထားခဲ့တဲ့ဆိုတဲ့သတင်း။ TNL သိမ်းပိုက်ထားသောကြောင်မဲမြို့နယ်ကိုစစ်ကောင်စီကလေရင်ဖြစ်တိုက်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းနဲ့နောက်ဆုံးရရှိထားတဲ့သတင်းကြောင်းရတွေကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နေဖြင့်လာမယ့်2028ခုနှစ်တွင် KNDO ဌာနချုပ်ကိုတီနီယာဟောင်းဖြစ်သောရန်ကုန်အင်းစိန်တွင်ပြန်လည်တည်ဆောက်မည်ဖြစ်တယ်လို့ KNDO စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောရှိလီကညွှန်ကြားလိုက်ကြောင်း KNDO ကတရားဝင်သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO သည်ကရင်မျိုးသားအစည်းအရုံး KNU ၏လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုမှတစ်ခုဖြစ်ပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မပေါ်ပေါက်မီတဲ့ကတည်ရှိခဲ့တာဖြစ်ကြောင်း KNDO သည် KNU ၏လက်နက်ကိုင်အဖွဲ့အစည်းဖြင့်1948ခုနှစ်မှ1949ခုနှစ်အထိဂျပန်ဆိုရ၏လွတ်လပ်ရေးခေတ်ဦးမြန်မာဆိုရတို့ကိုစတင်တိုက်ခိုက်ခဲ့ကြောင်း KNDO ၏ဌာနချုပ်ဟောင်းသည်ရန်ကုန်တိုင်းအင်းစိန်တွင်အခြေချခဲ့ကြောင်း၎င်းကထွက်ဆိုခဲ့ပါသည်။မြမောက်ကာလတွင် KNDO စစ်ဦးစီးချုပ်များဗိုလ်ချုပ်ကြီးစောရှိလီကလာမယ့်2028ခုနှစ်တွင်ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ၏ဌာနချုပ်သည်တစ်ချိန်ကတီနီယာဟောင်းဖြစ်ခဲ့သောအင်းစိန်တို့အသစ်တစ်ဖန်ပြန်လည်တည်ဆောက်မှာဖြစ်တယ်လို့ KNDO တပ်မှူးများကိုညွှန်ကြားလိုက်ကြောင်းသိရှိရပါသည်။ KNDO စစ်ဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်များနဲ့ညွှန်ကြားချက်များကအတည်ဖြစ်ပါတယ်။မှန်ကန်နေဆိုတာ KNDO ဘက်ကနေအတည်ပြုထားတယ်လို့ကရင်ဒေါ်လာရေးသတင်းမြင့်မြင့်များကရန်ကုန်ခေတ်သစ်မီဒီယာဌာနသို့ပြောကြားလာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL သိမ်းပိုက်ထားသောကြောင်မဲမြို့နယ်ကိုစစ်ကောင်စီကဒုတိယကြိမ်လေးချောင်းဖြင့်ဘုံများထပ်မံရွေးချယ်ခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်။ယနေ့မေလ9ရက်နေ့နနက်7:15မိနစ်အချိန်နှင့်နနက်7:22မိနစ်အချိန်တို့တွင်စစ်ကောင်စီတိုက်လေယာဉ်များကကြောင်မဲမြို့နယ်အတွင်းသို့ဘုံများကျဲသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီကလေယာဉ်ဖြင့်တိုက်ခိုက်သွားသောကြောင့်နေရာများမှာကြောင်မဲမြို့နယ်အဝင်အမြောက်တပ်ဟောင်းနေရာဟုသိရပြီးကြောင်မဲမြို့စေယုံနေရာမဟုတ်ကြောင်းလည်းသိရပါတယ်။ယခုနေ့ဇန်နဝါရီလ25ရက်နေ့တည်းကကြောင်မဲမြို့နယ်ရှိစေယုံကိုစစ်ကောင်စီတပ်များကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သဖြင့်စီဒီအန်တူနာပြူဆီယာမတအူလူနာတအူနှင့်စုစုပေါင်း2ဦးသေဆုံးခဲ့ပြီး20ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကတရုတ်နိုင်ငံကူမင်းမြို့နယ်တွင်ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအောင်မြင်ချိန်မှစတင်ပြီးမိုးကုတ်နောင်ချိုကြောင်မဲပါဝင် TNL သိမ်းပိုက်ထားသောမြို့များကိုလေကြောင်းဖြင့်တိုက်ခတ်မှုများဆက်လက်လှုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပခုတ်ကူမိသွေးကန်တို့စစ်တပ်ကနေလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်အသက်2နှစ်အရွယ်ကလေးငယ်ကြီးစံထိမှန်ပိုက်ပေါက်၍သေဆုံးခဲ့ပြီးမိခင်ပါဝင်3ဦးတရားရရှိရွာသား9ဦးလည်းစစ်တပ်ကနေဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုထပ်မံ၍တင်ဆက်ပေးကြပါမယ်။မကွေတိုင်းပခုတ်ကူမြို့နယ်မိသွေးကန်ကျေးရွာကိုစစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရမှာအသက်2နှစ်ခွဲအရွယ်ကလေးငယ်2ဦးကြီးစံထိမှန်၍ဗိုက်ပေါက်သေဆုံးခဲ့ပြီးမိခင်ပါဝင်ပြည်သူ3ဦးတရားရရှိခဲ့ကြောင်းဒေသခံပြည်သူများကရန်ကုန်ခေတ်သစ်မီဒီယာဌာနသို့ပြောကြားလာခဲ့ပါတယ်။မေလ2ရက်နေ့ညနေ4နာရီခွဲချိန်မကွေတိုင်းပခုတ်ကူမြို့နယ်ခြေဆိုင်တမ101ကလက်နက်ကြီးများဖြင့်မိသွေးကန်ကျေးရွာထဲသို့ပစ်ခတ်ခဲ့ရမှာအသက်2နှစ်ခွဲအရွယ်ကလေးငယ်2ဦးမှာလက်နက်ကြီးထိမှန်၍ဗိုက်ပေါက်သေဆုံးခဲ့ပြီး3ဦးမှာတော့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ရင်းနောက်တမ100တဲမှာစစ်တပ်ကအင်အားလုံးရင်ဖြင့်မိသွေးကန်ကျေးရွာတွင်သို့စစ်ကြောင်းထိုးကရွာသား9ဦးကိုရိုက်နှက်ဖမ်းဆီးကခေါ်ဆောင်သွားခဲ့ကြောင်းလည်းသိရပါတယ်။လက်တလုံးမှာတော့စစ်ကောင်စီကပခုတ်ကူမြို့နယ်စစ်ကြောင်းများထိုးကနေမြေစိုးမိုးရေးရရှိရန်အတွက်ပြန်လည်စူးစမ်းလာကြောင်းဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်။